တူနိုင်မရတဲ့ Bruno Fernandes ရဲ့စစ်တီလေးသိန်းအားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Twin Street Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ် Manchester United အတွက်လူစီးရဲမှာကစားသမားများများဆဆပါဝင်စရာမလိုအပ်ပါဘူး United ဟာကွင်းထဲကိုဒုတ်ချောင်း10ချောင်းနဲ့ Fernandes တယောက်ပဲထည့်ပေးလိုက်ရင်တော့တိုင်ဘက်ကိုအနိုင်ယူနိုင်စွမ်းရှိပါတယ် Fernandes ကလည်း Sporting ကနေ United ကိုစတင်ရောက်ရှိလာကြတဲ့ကအသင်းရဲ့အကောင်းဆုံးကစားသမားစုကိုတယောက်တည်းမူပိုင်ယူထားပြီး United ကိုဆွဲတင်ပေးနေပါတယ် Fernandes စီကနေသွင်းကိုလိုချင်လားဖန်တီးမှုလိုချင်လားကြိုက်တာတောက်ဆိုလို့ရနိုင်ပါတယ်ဘယ်သူတွေဘလို့ပဲဝေဖန်နေပါစေ Fernandes ကတော့အသင်းကောင်းဆောင်လက်ပတ်ကိုဝစ်ဆင်ပြီးအသင်းကိုအကောင်းဆုံးဦးဆောင်ပေးနေတာကြောင့်ပရိသတ်တွေက Fernandes ကိုစစ်တီလေးသိန်းအင်အားနဲ့ညီရဲလို့တည်စားကြတာဖြစ်ပါတယ် Fernandes ဟာ United ခေတ်မကောင်းစဉ်ကတည်းကမျက်လုံးလေးပဲကျန်လောက်တဲ့အထိအားထုတ်ပေးခဲ့ပြီးအသင်းကိုဆွဲတင်ပေးခဲ့ပါတယ်အခုလို Michael Carrick လက်ထက် United ရှက်ရှက်တောင်းတွေရဲ့ကာလမှာ Fernandes ကအသင်းအတွက်အရန်သင့်ခိုးပြီးခတ်ပြီးဂိုးလေးတွေဖန်တီးပေးနေရင်တမိုင်းတစ်ခုကိုရေးသားနိုင်ခဲ့ပါတယ်ပိတ်ရက်တုန်းကရှင်ပြိုင်ကစားခဲ့တဲ့ United နဲ့ Crystal Palace တို့ရဲ့ Old Trafford ကပွဲစဉ်မှာ United ကဒုတိယပိုင်းအကောင်းဆုံးချွေစမ်းပြရေး2-1နဲ့အနိုင်ရရှိခဲ့ပါတယ်ဒီအတွက် Fernandes ကတကိုးသွင်းတကိုးဖန်တီးပေးခဲ့တာပါ United ကအိမ်ကွင်းမှာတက်ပြတ်နေတဲ့လေးုံငှက်တွေကိုဂိုးပြတ်အနိုင်ယူလိုက်ရင်အနိုင်ကျင့်ရရောက်သွားနိုင်တာကိုသိပါတယ်ဒါကြောင့်တခင်ကြီးလန်နီရိုရိုကပွဲဆက်ဆခြင်းကလေးကတကိုးကြောပေးထားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒုတိယပိုင်းမှာ Fernandes ကအသင်းကိုဦးဆောင်ပြီးပနယ်တီသွင်းကိုတကိုးသွင်းယူပေးခဲ့သလို Benjamin Sesko အတွက်သွင်းကိုတကိုးကိုလည်း Fernandes ကပဲဖန်တီးပေးခဲ့တာကြောင့် United လည်း2-1နဲ့အနိုင်ရရှိခဲ့ပါတယ် Fernandes ကဒီပွဲကဆွဲဆောင်ရေးကြောင်း United ရဲ့တမိုင်းစာအုပ်တွေထဲနောက်တစ်ကြိမ်ထပ်ပြီးပါဝင်နိုင်ခဲ့ပါတယ် Fernandes ဟာတပွဲထဲမှာသွင်းကိုရောက်ဖန်တီးဖို့ပါရရှိခဲ့တာ18ပွဲမြောက်ပါဒါကြောင့် Fernandes က United ကန်ဝင်ကြီး David Beckham ရဲ့18ပွဲဆွဲဆောင်ရေးကိုကြော်တက်နိုင်ခဲ့ပါတယ် Fernandes တဲ့ပိုတာလာဆိုလို Wayne Rooney နဲ့ Dian Gito ပဲရှိပါတော့တယ် Fernandes ဟာဒီပွဲကဂိုးပါဝင်ပတ်သက်မှုတွေကြောင့်ဖန်တီးမှုအကျိ100ပြုလုပ်နိုင်ခဲ့ပါတယ်ဒါကြောင့် Fernandes ဟာ United သမိုင်းတစ်လျှောက်သွင်းကို100ဖန်တီးမှု100ပြုလုပ်နိုင်ခဲ့တဲ့တတိယမြောက်ကစားသမားအဖြစ် Rooney နဲ့ Gay ရဲ့ခြေရာကိုနေနိုင်ခဲ့ပါတယ်ဒါပြင် Fernandes ကဒီယာဒီဂိုးဖန်တီးမှု73ကြိမ်အထိရှိလာခဲ့ပါတယ် Fernandes ဟာလက်ရှိလီရဲ့ဖန်တီးမှုအများဆုံးကစားသမားအဖြစ်ဦးဆောင်ထားသလို Manchester United အတွက်လည်း2017စနစ်ဘောလုံးရသည့်ကတည်းကဖန်တီးမှုအများဆုံးဆွဲဆောင်ရည်အဖြစ်ရည်တည်နေပါတယ် Fernandes ရဲ့အရေးသွေးတွေကလက်ဖြားခါလောက်ပါတယ် Fernandes သာထွက်သွားရင်ဒီကွက်လက်ကိုမြန်မာလီတို့ရဲ့ကိုပါမာယောစင်ပြဲရဲ့မာတင်အိုဒီကပ်ပါဖြစ်ဆွနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ Fernandes ကို Saudi Pro League အသင်းတွေအပြင် German Blue ကြီး Bayern နဲ့ Spain Blue ကြီး Madrid ကပါစိတ်ဝင်စားနေပါသေးတယ် United အနေနဲ့လာမယ့်နွေရာသီမှာစစ်တီလေးသိန်းအင်အားကိုမဆုံးရှုံးရအောင် Fernandes ကိုဆွဲဆောင်ထားနိုင်ဖို့အရေးကြီးပါတယ်ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်